လုပ်မင်းလာပါကျွန်တော်တွင်ကြပါကျွန်တော်အခုပေါ့နော်ဂျပန်မှာကျွန်တော် training visa နဲ့အလုပ်လုပ်နေတာ3နှစ်ရှိပါပြီပေါ့နော်အဲ့3နှစ်မတိုင်ခင်တော့ကျွန်တော်ဂျပန်ကိုပထမဦးဆုံးဆော့ရောက်ချင်းကျွန်တော်နာရီတာလေစိတ်ကနေပြီးတော့လုံးဝဂျပန်မှာပထမဆုံးဈေးဝယ်တာတွေကျွန်တော်တိုက်ခန်းကိုစရောက်တာတွေပေါ့နော်အဲ့ဗီဒီယိုလေးကိုဒီကျွန်တော်တို့ဘက်ကတတိယမှတ်တမ်းတင်ထားမှာနော်အဲ့ဗီဒီယိုလေးကျွန်တော်နဲ့တူဒီသွားကြည့်လိုက်အောင် let's go 外国人材のスペシャリストアジアの山下です今ဒါကျွန်တော်တို့ခေါ်ခဲ့တဲ့ဟိုဘက်ကဂျပန် agency တတိပေါ့နော်今日はですね技能実習生が来日します初めての日本をですねတာမီနယ်1ပေါ့နာရီတာလေးစိတ်ပထမဦးဆုံးနဲ့ဂျပန်ကိုလာခဲ့တဲ့လူတွေပေါ့နော်ဒါဆိုစကြအောင်今回はですねကျွန်တော်ဘန်ကောက်လေဆိပ်ကနေနော်ဘန်ကောက်လေဆိပ်ကနေကျွန်တော် transit နှစ်ခုပဲကျွန်တော်ပထမဆုံးဒီရန်ကုန်ကနေပြီးတော့ကျွန်တော်ဘန်ကောက်ပေါ့နော်ဘန်ကောက်ကနေမှကျွန်တော်ဂျပန်ပေါ့နော်ですけどもまだ1時間ぐらい経ってるんですけどもကျွန်တော်မနက်7:00နာရီတော့ရောက်တာဗျမနက်7:00နာရီတော့ပေါ့နော်そろそろ入国してくると思うんですけどもまだ来ませんあ来ましたこんにちはကျွန်တော်လေးရ4名入国無事しましたお疲れ様ですはい、皆さんこんにちは。こんにちは。今回の4名はですね、技能実習生の惣菜加工という形で今日から3年間日本で頑張ってくれる。ဒီစာပြီးတော့ဂျပန်မှာ3နှစ်ကြိုးစားမဲ့4ယောက်နော်あります。今成田空港から約1時間走ってですね、来ているところなんですけども。ခုဂျပန်ကနေပြီးတော့ကျွန်တော်နာရီတာဒီစိတ်ကနေဟိုရောက် GT ပေါ့နော်တနာရီတော့ရှိပေါ့နော်ထွက်လာတယ်見るものがですね新鮮でまだ寝ていません皆さん日本はどうですかとっても綺麗です綺麗ですかはい眠かったら寝てくださいねကျွန်တော်အဲ့တော့ကျွန်တော်ရုပ်ရည်ချေကျွန်တော်တော့ကျွန်တော်အဲ့တော့လောကစပယ်ကလောကကေခုတ်တာပေါ့နော်ကေခုတ်တာကျွန်တော်ပြောတာကမဟာနဟုရတယ်ပေါ့အဲ့ဒီမျိုးဆိုလောကဒါပေမဲ့အဲ့ပုံစံနဲ့ပို့ပြီးတော့တက်လို့အခုတော့စပယ်ကပုံတိုက်နေပေါ့နော်ကျွန်တော်စပယ်ဗီးရနေကြအဲ့တော့စပယ်နေပါဖီးရောမှန်ကန်တက်ရပေါ့ကျွန်တော်တို့ဒီကားပေါ်မှာပေါ့နော်ကားပေါ်မှာကျွန်တော်တို့ခိုးလျှောက်ကြည့်တီလျှောက်ကြည့်တယ်အမှန်တိုင်းပြောလို့ရှိရင်ဟိုစားအိတ်မပြောဘူးနော်သူကလည်းခုနကပြောတယ်သူတို့မအိတ်ကြဘူးတဲ့ဘာလို့လဲဆိုတော့အမှန်တိုင်းပြောရှင်ကျွန်တော်အဲ့ချိန်မှာအဲ့လိုပေါ့နော်ပတ်ဝန်းကျင်ကိုရှောက်ကြည့်နေဆိုတာတဲ့အဲ့လိုပေါ့နော်လွမ်းနေစိတ်ကြီးကြံခဲ့တာပေါ့နော်အဲ့လိုကျွန်တော်ရန်ကုန်မှာရှိတဲ့ကျွန်တော်အဖေနဲ့အမေပေါ့နော်အဲ့တော့အဖေရှိသေးပေါ့နော်ဒီဂျပန်ရောက်တော့အဖေကဆိုပါဆိုအဖေနဲ့အမေရပြီးတော့အဲ့ကျွန်တော်ကောင်မလေးပေါ့နော်အဲ့လိုမျိုးလွမ်းနေတာဆိုအမှန်တိုင်းပြောအဲ့စိတ်ကြီးကလွမ်းမှုတယ်ဗျတကယ်ကြအဲ့တော့ကျတော့ဖုန်းစိတ်ကတ်တွေပါလည်းမရှိသေးတော့ကျွန်တော်တို့ message တွေပါလည်းရိုက်မိရပါပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီဒါပဲတောင်ကြီးမြောက်ကြီးတောင်တွေးမြောက်တွေးနေပေါ့နော်အဲ့လိုမျိုးကြောင့်အိမ်ပြောအောင်နော်はい今お昼休憩でサービスエリアの方に立ち寄りました、彼たちがですね今日今からကျွန်တော်တို့ဒါဒီလေစိတ်ကနေခုနှစ်ကနေပြီးခဏနားတာပေါ့နော်ဒီမှာ तू ကပြောနေတာပထမဆုံးဂျပန်မှာအစားစားအောင်နော်ဂျပန်စားစားအောင်နော်အဲ့ဒါကျွန်တော်ဘာစားလဲမသိတော့ကျွန်တော်ထင်အသားကြောင့်ထင်တယ်ကျွန်တော်လည်းနည်းနည်းတော့မေ့နေさて何を選ぶんでしょうかနီကူမာကီနဲ့ကျွန်တော်တို့ချီစုနဲ့မာကီဆိုတာဟာရူမာကီဆိုရင်တော့အဲ့ကော်ပြန်လိတ်လို့ပေါ့နီကူမာကီဆိုတော့အသားကော်ပြန်လို့ပြောတယ်အသားကိုကော်ပြန်လို့မျိုးလေးလိတ်肉巻きをチーズ入りを頼んだようですခေါ်ဆွဲဆိုင်ပေါ့နော်မှန်တိုင်းပြောလို့ရှိရင်အဲ့တော့ကျွန်တော်ပေချာလဲခန်းကြည့်လဲမဖတ်တတ်သေးဘူးပေါ့နော်ဒီတိုင်းပဲရှောက်ကြည့်နေအောင်နော်ဘာလဲအောင်ဒီここはそばになりますよそばとありがとうちょっと気になる初めての肉ဟုတ်တယ်နီကူမာကီကိုကျွန်တော်တို့ရွေးလိုက်တာပေါ့နော်どう美味しいです美味しいミャンマーの味に似てますかမြန်မာရတာနဲ့တူလားတဲ့違うကျွန်တော်ရုပ်ကိုချိုးတာကျွန်တော်တယောက်တည်းကုတ်ချိုးတာပေါ့နော်ဘာလို့ဆိုပူလို့ဗျအဲ့ချိန်တော့ဂျပန်မှာကျွန်တော်တို့ရောက်တော့6လပိုင်းဆိုပူနေပေါ့နော်辛い塩辛いチーズの味はしますかチーズチーズ嫌だそうだねချီစရတာရှိတယ်しないあまりしないチーズはしないみたいရတာတိတ်မရှိဘူး黙々と食べてますお水はいくらしましたかお水は100円ミャンマーに比べるとどうですか高いですか安いですかとても高いそうですねミャンマーだとရ100ဆိုမြန်မာငွေနဲ့တွက်လို့ရှိရင်3000တပူး3000ဒီ1လီတာတပူး3000နော်それは200円まで200ミャンマーチャットっていうことはジュニア
ミャンマーだとこれ12円ぐらいで買えるんですね。日本高いですよ。今スーパーに来ております。今からですね、技能実習生初めての買い物ということで、何を買うのかお届けしたいと思います。ကျွန်တော်ချက်ပါတော့ဈေးအောင်တော့အဲ့လိုဘာတွေဝယ်မလဲဆိုတော့ကျွန်တော်ချက်ကြည့်အောင်ကျွန်တော်လည်းမှန်တယ်မေ့နေပြီ たくさん使いますので、2本買って。ဒါစီပေါ့နော်ဒါစီဝယ်အောင်စီနေဘူးတော့ 調理場に来ました。今はですね、調味料、はい、ナンプラーとかその辺を探しています。我知道说嘛，家长好。これは何ですか？ကြာစင်တော့ 素吧。そば。ナンプラー。ナンプラー。 ငန်းပြားကြီးဝယ်ခဲ့ でもから持ってきたって。あ、塩を持ってきてる。塩は必要ないよね。準備してきました。 မြန်မာနေစားရီပါပါကျွန်တော်ဒီကိုပြီးတော့မြန်မာနေစားရီပါပါ 安いね。やっぱミャンマーは安いですね。今お米を買おうとしています。ဒါဆန်ပေါ့နော် どれが一番安いですかね。はい、決まったようです。一番安いやつを購入。牛肉です。 မဲသားよ 牛肉はよく食べますか？食べます。なんかミャンマーの牛肉が違うですね。あ、ちょっと違う。色がね。色が違う。値段を見て、いくら。 ခေးစင်していますって どうですか？高いですね。 ကျွန်တော်တွက်နေအောင်တော့စီကြည့်တာမကြည့်တာဆိုတွက်နေအမှန်ကန်တွက်နေဖုန်းနဲ့ はい、皆さん、買い物お疲れ様でした。でした。ですね、今、延べ30分以上買い物をしました、この4人でですね。 30လောက်ကြာသွားတယ် なんと、買った食料なんですけど、こちらになります。はい。めちゃくちゃ少ないと。お米10キロと、 လုံးဝနဲတယ်ပေါ့နော်မဲချစကူနိုင်ဆိုလုံးဝနဲဟုတ်တယ်ပါဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနေသေးတာအများကြီးပေါ့နော်ကျွန်တော်မြန်မာနေအဲ့ဟိုစားကြရပိုင်းသေးတာအများကြီးဆိုတိတ်မွေဘူးပေါ့နော်ဒီကြက်ကတော့မပါဘူးကြက်ကတော့ကွဲပါဆိုမပါလာဘူးကြက်ကတော့ထုံးစံတယ်ကျွန်တော်တို့ကစားရုပ်ကြကြက်ဝယ်တာပေါ့နော်ကြည့်လိုက်ကျွန်တော်ကြက်ဦးနှစ်ကက်ရေပြီးတော့ကျွန်တော်တို့ဟိုစားပေါ့နော်ဒီစီနပ်ဘူးရေပြီးတော့ဒီမှာငန်းပြားရေပြီးတော့ဆန်ရေပေါ့နော်ကျွန်တော်အဲ့တော့စီဝယ်တော့လည်း queue ဆိုင်ရတယ်ကျွန်တော်အမှန်တမ်းပြောကြည့်အဲ့တော့ခန်းကြီးပါလေတိတ်မကျော်သေးဘူးပေါ့နော်ဒီအာဝူရခန်းကြီးပါတေချာလဲမကြည့်တတ်သေးဘူးပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်စက်ပြားနဲ့မောင်းဝင်มาလေကြောက်ပါသေး 日本のスーパー高かったですか？すごく高い。すごい高いですね。ミャンマーと比べると高くて買えませんでしたね。はい。皆さん เนาะကျွန်တော်ဟုတ်တယ်ဗျမြန်မာနဲ့ရှင်လို့ရှိရင်ကျွန်တော်ရာဈေးကြီးပေါ့ဒါပေမဲ့ကျွန်တော်ရတဲ့လာစားလဲကွာတာပေါ့နော်အဲ့လိုမျိုးဆိုတော့မြန်မာနဲ့ရှင်လိုက်တော့ရာဈေးကြီးပါကျွန်တော်စားရောက်ခါသားဆိုပိုးဆိုးရပေါ့နော်စားရောက်ခါသားလူကြီးဆိုကောင်းကောင်းသိနေမယ်အဲ့လိုမျိုးဟွာလေးကန်လိုက်ဈေးနှုန်းလေးကြည့်လိုက်ပြန်ချလိုက်ဟွာလေးကန်လိုက်ဈေးနှုန်းလေးကြည့်လိုက်မြန်မာငွေနဲ့တော့ခုနကကျွန်တော်လူပဲပေါ့နော်အဲ့လို calculator နဲ့ case and sheet လုပ်ပြီးကျွန်တော်တို့ပြန်ချလိုက်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော် 今日1日かけて成田から寮の方に戻ってきました。皆さんお疲れ様でした。はい、お疲れ様でした。疲れましたか？はい、すごい疲れました。すごい長い旅になりました。今日皆さんは朝成田に着いて ဒါကျွန်တော်တို့ဈေးဝယ်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့အဆောင်ပေါ့နော်ကျွန်တော်တို့အဆောင်လေးပေါ့နော်အခုနေနေအဆောင်လေးပေါ့နော်ဒါ၃နှစ်ပြောရတော့ကျွန်တော်လည်းမကြခင်မှာကျွန်တော်တို့ဒီလောကထွက်ရတော့မှာပေါ့နော်အဲ့လိုမျိုးဆိုဒီဆောင်လေးတွေကျွန်တော်နှုတ်ဆက်ရတော့မှာပေါ့နော်ဒါအမှတ်တရလေးပေါ့အဲ့တော့ကတော့ရှင်းလင်းတာပေါ့နော် 皆さんは今日から3年間日本で頑張って技能実習生として生活します。皆さん頑張ってくださいね。はい、頑張ります。はい、皆さん今回のですね動画が良かったらですねいいねボタンと高評価のほどよろしくお願いします。それでは皆さんまたアジアでお会いしましょう。さようなら。 တကယ်လောဆရာကြီးဘာလို့လဲဆိုဒါပထမဆုံးကျွန်တော်တို့ရောက်ခဲ့တဲ့အချိန်ပေါ့နော်ရောက်ခဲ့တဲ့အချိန်လေးကနေပတ်သက်တင်ထားအောင်အခုဆိုလို့ရှိရင်ကျွန်တော်3နှစ်ပြည့်ပြီးတော့ဒီဂျီရှူဆေးရပြီးတော့ပေါ့နော်ကျွန်တော် training လောက်ကပြီးတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်လည်းအလုပ်ပြောင်းဖန်ကြအောင်နော်ကျွန်တော်တို့ဒီတငယ်ချင်း၄ယောက်ဆိုရင်လည်းသူ့နေရာနဲ့သူအသီးသီးခွဲရတော့ပေါ့နော်အဲ့လိုမျိုးဒီဗီဒီယိုကြီးအခုမှကျွန်တော်လည်းဟိုတနေ့ကမှကျွန်တော်ကွန်မန့်မှာတယောက်ကလာမှန်းထားပါတော့ဟိုတနေ့ကသူတို့ကြောင်းมาတဲ့အကိုစရောက်တဲ့ဗီဒီယိုလေးကိုဖွင့်ပြတယ်သူတို့ကြည့်လိုက်ရတယ်လေအဲ့လိုမျိုးဆိုကျွန်တော်လည်းသတိရပြီးဒီဗီဒီယိုကျွန်တော်မရမကလိုက်ရှာအောင်နော်မရမက YouTube ကနေအဲ့လိုဒီမျိုးစုံနေနဲ့လိုက်ရှာပြီးနောက်ဆုံးတော့တွေ့ရတာပေါ့နော်အဲ့လိုမျိုးဆိုဒီဗီဒီယိုလေးကိုကြည့်ရတကယ်လွှဲရတယ်ဗျာကျွန်တော်တို့ကလည်းကန်ကောင်းကျင်တော့တတိယဒီကျွန်တော်တို့လာခဲ့တာလေးကိုပဲသူမှတ်တမ်းတင်ခဲ့ပါတော့အဲ့လိုမျိုးစီတွေတော့ကျွန်တော်ဒါပြန်ကြည့်ရဲ့ record လေးရတာပေါ့နော်တကယ်လွှမ်းစရာတကယ်လွှမ်းစရာကျွန်တော်တို့အမှတ်တရအများကြီးပေါ့နော်အဲ့လိုမျိုးဆို
ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာဟုတ်ကျွန်တော်လည်းဒီ3နှစ်ပြီးသွားပြီတော့နောက်ထပ်တွေမှာဆက်ပြီးကျွန်တော်လက်ဆက်ပြီးကြိုးစားအောင်ပေါ့နော်အဲ့ဒီမှာဆိုကျွန်တော်ရဲ့ channel လေးကိုအခုချိန်ဒီအားပေးရဲ့တယောက်ကျေးဇူးကိုလည်းကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲတတာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်